အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော် Google ဟင်းပါဒီနေ့မှာတော့ကျွန်တော်ကဒီကိုယ့်ရဲ့ project ထဲမှာ blockchain တွေကိုထည့်သွင်းတဲ့အခါကျရင်အသုံးပြုရမယ့် hyperledger တွေအကြောင်းကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ် hyperledger ပြောတဲ့နေရာမှာကျွန်တော်ကတော့ကျွန်တော်အသုံးပြုမှုတဲ့ဒီ hyperledger အကြောင်းကိုပြောမှာဖြစ်ပါတယ်ဒီ blockchain နည်းပညာကိုကျွန်တော်တို့ကကိုယ့်ရဲ့ project ထဲမှာထည့်သွင်းမှာဆိုရင်အဓိကကကိုယ့်ရဲ့ project က Ethereum platform မှာပဲတင်ပြီးတော့ crypto sensor run မှာလားဒါမှမဟုတ်ရင်ကျွန်တော်တို့ကဒီ internet ပေါ့နော် blockchain ကို internet ထဲမှာပဲ security ကြောင့်နောက်မှလိုအပ်ချက်အကြောင်းကျွန်တော်တို့ကထည့်သွင်းမှာလားပေါ့နော်ဒီနေရာမှာကျွန်တော်တို့ကအဆုံးဖြတ်မှာဖြစ်ပါတယ်ကိုယ့်ရဲ့ project ကို public မှာတစ်ခါတည်းပဲဖွင့်ပြီးတော့ crypto sensor ကျွန်တော်တို့က run မယ်ဆိုရင်တော့ကျွန်တော်တို့ကBesu hyperledger ကိုသုံးတာပို့ပြီးတော့အဆင်ပြေပါတယ်အဲ့တော့ Besu ကိုရွေးချယ်တဲ့နေရာမှာကျွန်တော်တို့ကသူ့ရဲ့ smart contract တွေကိုရေးရခါကြရင်ကျွန်တော်တို့က Solidity ကိုအသုံးပြုရမှာဖြစ်ပါတယ်တကယ်လို့ဒါဒီ blockchain ပညာကိုကဒီ project မှာလိုအပ်ချက်အရာကျွန်တော်တို့ထည့်သွင်းမယ်ဆိုလို့ရှိရင်အဲ့ခါမှာဆိုရင်ကျွန်တော်တို့က favorites ကိုသုံးတာကပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့ favorites ရဲ့ကျွန်တော်တို့ကဒီ wire ဘိုင်းမှာဆိုရင်ဒီ contract ဘိုင်းမှာဆိုရင်ကျွန်တော်တို့ဒီ Node.js နဲ့လည်းရေးလို့ရတယ်ဒီ JavaScript ပေါ့နော်ရေးလို့ရတယ်ပြီးတော့ PHP နောက်တစ်ခါ Java ပေါ့နော် Python စသဖြင့်ကျွန်တော်တို့ဒီ developer တွေနဲ့မစိမ့်တဲ့ language တွေကိုပုံမှန်ထည့်ပြီးတော့သုံးလို့ရတယ်သူထဲမှာလည်းပါပြီးသားပေါ့နော်ကျွန်တော်တို့သူ့ရဲ့ဟိုတောင်းပြီးတော့ကျွန်တော်တို့ကိုအသုံးပြုခြင်းတဲ့ကောင်နဲ့ကို fit လုပ်ပြီးတော့ရေးလိုက်လို့ရတယ်တစ်ဖက်မှာကျွန်တော်တို့ base ကိုသုံးမယ်ဆိုရင်ကျွန်တော် smart contract ကိုကျွန်တော်တို့ဒီ Solidity နဲ့သုံးရမှာဖြစ်ပါတယ် Solidity ကလည်းသူ့ရဲ့ syntax တွေကဒီ JavaScript လို language မျိုးနဲ့ခက်စေမယ်အရင်ကြီး developer တွေနဲ့စိမ့်တဲ့ syntax မျိုးမဟုတ်ဘူးအဲ့တော့ဒီကိုယ့်ရဲ့ project ကတခါတည်းပဲ public မှာပွင့်ပြီးတော့သုံးသိချင်တာလားဒါမှမဟုတ်ရင်လည်းကိုယ့်ဒီ blockchain ကိုနည်းပညာကိုပဲကိုယ်ကထည့်သုံးမှာလားဆိုတာကိုအရင်ဆုံးဆုံးဖြတ်မှာဖြစ်ပါတယ်အဲ့တော့ဒီခုနက base လို့ပြောတဲ့နေရာမှာ base ကို internet မှာသုံးမှာ internet မှာလည်းသုံးရပါတယ်ဟိုကျွန်တော်ပြောချင်တာကတခါတည်းပဲ public မှာဖွင့်ပြီး run မဲ့ကောင်မျိုးဆိုရင်တော့ဒီ base နဲ့ပဲတခါတည်း system ကိုလောက်ထားတာပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်အဲ့တော့ဒီ blockchain ပညာတွေကိုကျွန်တော်တို့ကဘယ်လိုအသုံးပြုမလဲဆိုတာကိုယ်တိုင်ဆုံးဖြတ်ပြီးတော့ဘယ်လို hyperledger တွေကိုအသုံးပြုရမလဲဆိုတာကိုသေချာလေးကျွန်တော်တို့ကဆုံးဖြတ်ပြီးတော့မှ system ကိုစပြီးတော့ develop လုပ်တာကပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်လို့ကျွန်တော်အကြံပြုရပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်ကိုကိုင်းပါ